ပေးခဲ့တဲ့အတွက်အကျွေးတင်သွားပြီလို့ဆိုပါတယ်ဒါပေမဲ့ဘာဆက်ပြောမှမသိဦးကြောင်ဖြစ်နေတာကြောင့်ရောဘင်ကပဲဂျာကလူဗီပါဆိုပြီးစောကိုမိတ်ဆက်ပေးလိုက်ပါတယ်စောကလည်းလူဗီကိုတီးပါတယ်လို့ပြန်ပြောလိုက်ပြီးလူဗီကလည်းစောနဲ့အခုလိုတွေ့ရတာစိတ်ပင်ပန်းလှပါတယ်လို့ပြန်ပြောလိုက်ပါတယ်ကပတိန်ယာဒူးနဲ့မလိုက်စကားတလွဲတွေမှားပြောနေတဲ့လူဗီကိုစန်ဂျီကပဲပြန်ချောက်ပေးလိုက်ရပြီးစိတ်ပျော်ရွှင်လှပါတယ်လို့ပြောချင်နေရမှတ်လာလို့မိလိုက်ပါတယ်လူဗီဟာအခုနမဲအရန်ကြီးနေပြီးစောကလည်းရှီတက်ပိုချုပ်ဖြစ်ခဲ့ဘူးတာမို့ရိုကိုလေးပါဘလောက်အစွမ်းထက်ကြောင်သူသိရလို့ဆိုပါတယ်အားလုံးလည်းရီမောပျော်ရွှင်နေကြပြီးရောဘင်ကိုတိုင်လည်းပျော်ရွှင်နေတဲ့မြင်ကွင်းကြောင့်စောလည်းနောက်ဆုံးတော့တငယ်ချင်းကောင်းတွေကိုရှာတွေ့နိုင်ခဲ့ပြီပဲလို့ဝမ်းသာကြီးပြောလိုက်ပါတယ်ရောဘင်ကဟုတ်တယ်ဦးလေးစောပြောခဲ့တဲ့လူတွေကိုသူမရှာတွေ့ခဲ့ပြီလို့ဆိုကသူမတငယ်ချင်းတွေကသူမလို့လူမျိုးကိုတောင်ကာကွယ်ဖို့ဆိုဘာမဆိုလုပ်ရေးကြမဲ့တငယ်ချင်းကောင်းတွေလို့ဆိုပါတယ်ဒီစကားတွေဟာအားလုံးရဲ့ရှင်တွေကိုမြားတဲ့စင်းလို့စိုးဝင်သွားခဲ့ရပြီးအားလုံးကလည်းရောဘင်အတွက်ဆိုဘာမဆိုလုပ်ပေးချမှာကိုထောက်ခံလိုက်ကြပါတယ်စောလည်းဝမ်းသာမြေကြီးကြားလာခဲ့ရပြီးပထမဆုံးအနေနဲ့ရောဘင်လေးကိုကာကွယ်ပေးခဲ့ကြလို့အားလုံးကိုပြန်ကျေးဇူးတင်လိုက်ပါတယ်ဒီအချိန်မှာပဲလေးလေးကတင်မောဘောကဆင်းလာပြီးမတွေ့ရတာကြားပြီးလာပြောပေမဲ့စောကတော့ကြောင်နေခဲ့တာကြောင့်သူကဗကာပတ်မှာလို့ပြောလိုက်ပါတယ်အချတ်ကနေတေလာခဲ့တဲ့တက်တာတလုံးကိုလည်းထုတ်လိုက်ကြပြီးဂျင်ဘဲကဘာကြီးလဲမိတဲ့ကအဲ့ဒါကတူပဲလို့ဖြစ်လိုက်ပါတယ်တက်တာထဲမှာဗကာပတ်ရဲ့ပြီးပြည့်စုံတဲ့ကလုံးတစ်ခုရှိနေပြီးလွန်ခဲ့တဲ့နှစ်20ကအချတ်ကိုလာခဲ့တဲ့ဗကာပတ်သူကိုယ်တိုင်ပဲလို့ဆိုပါတယ်ညံကြီးရှင်ဗကာပတ်အချတ်ကနေလာရဲ့ချီပျောက်ဆုံးသွားခဲ့ရင်အစိုးရကတန်တရားဖြစ်မှာဆိုတဲ့အတွက်ဒီတက်တာကိုကြိုစီစဉ်ထားခဲ့တာပါအချတ်က facility ကြီးနဲ့ပစ္စည်းတွေကတော့အပြင်ကိုလုံးကြုံတေလာဖို့မလွယ်ကူတဲ့အတွက်ဒီ ever မှာပဲတခွဲခန်းကြီးတစ်ခုစောက်ပြီးနေတော့မယ်လို့လေးလေးကပြောလိုက်ပါတယ်ဗကာပတ် new lab ဆိုတော့ Frankie လည်းစိတ်လှုပ်ရှားနေပြီး Bonnie ကလည်းသူမအဖေကိုနေပြန်ကောင်းလာအောင်လုပ်ပြီးလို့ရလာမိတော့လေးလေးလည်းဒါပေါ်လို့ပြန်ဖြေလိုက်ပါတယ်လေးလေးကဗကာပတ်နာဆိုရင်20နေမှာပြန်ဆောင်ရတာဝမ်းတာပဲမဲ့သူမမိတုံးကဗကာပတ်ကမိမတယောက်တော့မဟုတ်ဘူးလို့စောကပြောလိုက်တာကြောင့်လေးလေးလည်းပြီးမှတစ်ခုချင်းရှင်းပြပေးမယ်လို့ဆိုပါတယ်ဒီအချိန်ဂျိုင်းယန်ကလေးလေးတောင်ကတူတူရေးဝါလာလောက်ကြပြီးစောကိုကစားလို့ရပြီလားလို့လာမိပါရဲ့တကယ်တော့ဒီနေရာဟာဂျိုင်းယန်ကလေးတွေရဲ့ကစားရနေရာဖြစ်ပြီးစောကရောဘင်တို့ကိုတခြားလေးကြိုဆိုခြင်းလို့ကလေးတွေကိုခဏနားခိုင်းချရလို့ဘေးကအမျိုးသမီးကရှင်းပြပေးလိုက်ပါတယ်ခုနကစောမီလဲသွားတယ်ဆိုတာကလည်းကြိုတင်အချင်းချင်းစတိုက်ထားခဲ့ကြတာဖြစ်ပြီးရောဘင်တို့ကို surprise ဖြစ်သွားစေဖို့ရှိရွယ်ခဲ့တာပါထို့အမျိုးသမီးကတော့ဇီကွက်စာကြီးတိုက်ကစောရဲ့လက်ထောက်အန်ဂျယ်လို့သူကသူမိတ်ဆက်လိုက်ပြီးဒီမှာအကောင်းဆုံးကြောင်းနဲ့စာကြီးတိုက်ကြီးပဲလို့ဆိုပါတယ်စာကြီးတိုက်ဆိုမှစိတ်ဝင်စားသွားတဲ့ရောဘင်ကိုအန်ဂျယ်ကလိုက်ပြပေးရမလားမိနေတုံးပါပဲလူဗီနဲ့ဥဆပ်ကတော့စာတင်သားဂျိုင်းယန်တွေကိုတွေ့ချင်လို့အရှိကပြီးသွားကြပါတော့ဟိုရှိကကစားကွင်းနားကတော့ကလေးတွေပညာတင်ကြတဲ့ပင်လယ်ဖြန့်ကျောင်းတော်ကြီးဖြစ်ပြီးဘရင်ကြီးရဲ့တောင်းဆိုချက်အရလွန်ခဲ့တဲ့အနှစ်20ကစောကိုတိုင်ဖွင့်ခဲ့ရလို့ဆိုပါတယ်စောလဲရှော့ဟတ်တွေကြီးကြီးတဲ့နေရာမှန်သမျှကိုအန်ဂျယ်နဲ့ဂရက်စ်ကိုတခြားလိုက်ပြပေးခိုင်းလိုက်ပြီးတော့သူကတော့ရောဘင်ကိုစာကြီးတိုက်စီလိုက်ပြပေးလိုက်မယ်လို့ပြောလိုက်ပါတယ်ကျောင်းတော်ကြီးဘက်လိုက်ပြမယ်အန်ဂျယ်နောက်ကိုတော့ဇိုနဲ့ဘရစ်တိုကလိုက်သွားကြပြီးချော့ပါကတော့စာကြီးတိုက်ဘက်ပြေးလိုက်သွားပါတော့ကြံခဲ့တဲ့နာမီကိုတော့စာကြီးတိုက်ကစာအုပ်အကြီးကြီးတွေရဲ့အန်ဒီရဲ့ကနေစန်ကြီးကကာကွယ်ပေးမယ်လုပ်နေခဲ့ပါပြီဂျင်ဘဲကဖရန်ကီကိုဘယ်ဘက်သွားမှလဲမိတဲ့အခါဖရန်ကီကတော့သူဆက်ရောက်ခတဲ့ကဟိုရှေ့ကထူးဆန်းတဲ့တစ်ပင်အကြီးကြီးကိုတီထားမိနေရလို့ဆိုပါတယ်တစ်ဖက်ကလူကြီးကတော့ဂျိုင်းယန်တို့နေမြေဆိုပြီးပြောပါပြေးနေကြတယ်လို့သူတို့နောက်ကနေလေဂျိုင်းယန်ကောင်လေးတွေကအတုံးမကျတဲ့လူတစ်လေးတွေဆိုပြီးအထူးအဆန်းလိုက်ဖမ်းနေကြပါတယ်ဇိုကသူခုတ်ဖြတ်ပြလိုက်ရမလားမိလိုက်တော့ဥဆပ်လဲကြောက်လက်တကြားလမ်းတားရပါရဲ့ချောင်းပိတ်မိသွားတဲ့လူကြီးကထိုးမလားချမလားပြန်ပြောနေပြီးဂျိုင်းယန်ကောင်လေးတွေကလည်းလှမ်းဖမ်းမဲ့အလုံးမှာဂျိုင်းယန်ခလေးမလေးတောင်းကဝင်လာကလူတစ်လေးတွေကိုမဖမ်းရဘူးလို့ဝင်တားလိုက်ပါတယ်ကောင်လေးတွေလည်းချက်ချင်းပြန်တောင်းမှလိုက်ရပြီးဇိုကလည်းဒီကျွတ်ဆုပ်လေးတွေကဒီရွာသားတွေလာလို့ပြောနေခဲ့ပါတယ်သူတို့ကိုကျွတ်ဆုပ်လေးတွေလို့မခေါ်နဲ့လို့နောက်ထပ်ကောင်လေးတွေကလာပြောတဲ့အခါဥစပလဲစိတ်ထဲမထားဖို့ပြန်ပြောလိုက်ပြီးမင်းတို့ကကြီးလာရင်တတိကဲစတိတော်တွေအဖြစ်ပင်လယ်ပြင်မှာရွက်လွှင့်ကြမှာမဟုတ်ဘူးလားလို့မိလိုက်ပါတယ်ခလေးမလေးတွေကသူတို့စတိတော်တွေမဖြစ်ချင်ဘူးလို့ဖြေလိုက်တော့ဥစပလဲကြောင်သွားပြီးအနာကနေလေစတိတော်ဖြစ်ဖို့ကဒီခလေးတွေကြားမှာရှေ့ပန်းမစားတော့ဘူးလို့အတန်တန်ထွက်လာခဲ့ပါတယ်ခလေးတွေကပြဿနာမဖြစ်ချင်ထွက်သွားကြလို့ဝိုင်းရတိပေးနေကြပါမယ်လူဗီတို့ရက်နေတဲ့နေရာကြီးကတော့လှုပ်လာခဲ့ပါပြီလူဗီတယောက်ကတော့ပြုတ်ကျကဂျိုင်းရဲ့စနေနှခိုင်ချညက်သွားခဲ့ပြီးပိုင်ရှင်ကတော့ပင်လယ်ဖြန့်ချောင်းကစီဝါပေတာဆရာမလေးရစ်ပလီပဲဖြစ်ပါတယ်ဆရာမဆိုတော့ဥဆုပ်ကခလေးတွေဘာလို့စိတ်တော်ဖြစ်ချင်ချရလဲမေးကြည့်တဲ့အခါခလေးတွေစိတ်တော်ဖြစ်ချင်ချတော့တာဟာရှာစုနှစ်ချီပြီလို့ဆိုပါတယ်ဂျိုင်းတွေကတပ်ဖြတ်မှုအကြမ်းဖက်မှုစပွဲတွေကိုစိတ်ကုန်လာချလို့ဖြစ်ပြီးစောပြောပြချလို့ဆော့ဟတ်တို့ကိုလည်းကြိုဆိုပါတယ်လို့ပြောလိုက်ပါတယ်ဒီအချိန်အန်ဂျယ်လည်းရောက်လာခဲ့ပါတယ်ခုနကလိုက်ဖမ်းနေတဲ့ကောင်လေးနှစ်ယောက်ကတော့လန့်ပြီးထပြေးသွားခဲ့ကဥဆုပ်တယောက်ကတော့အဲဘတ်ဟာသူထင်ထားလို့စစ်တီတော်နိုင်ငံမဟုတ်တော့တဲ့အတွက်စိတ်ပြတ်နေခဲ့ပါတယ်အဲဘတ်ရဲ့ဘရင်ကြီးဟာရစ်ကရှေးလူကြီးရဲ့လမ်းစဉ်အတိုင်းမလိုက်ခဲ့ပဲအဲဘတ်ပြည်ကြီးတွေးမိမကြရအောင်စပွဲတွေကိုရှောင်ရှားခဲ့ကတာမန်အတမွေးချောင်းတွေနဲ့ပဲတိုင်းပြည်
ကြီးကိုပြန်လဲထူထောင်ခဲ့ရလို့ Ripley ကဆိုပါတယ်ဒါပေမဲ့လည်းသူ့အိမ်မက်တွေကတူတောင်းခဲ့ရပြီးသူ့သားအရှင်ရဲ့ပြန်လဲတပ်ဖြတ်မှုကြောင့်တေဆုံးခဲ့ကသူ့သားကိုဘရင်အရာမလွဲပေးခဲ့တာကြောင့်အခုဆိုရင်အဲဘက်ကအုပ်ချုပ်သူမဲနေတယ်လို့အန်ဂျေကလည်းဝင်ပြောလိုက်ပါတယ် Ripley လည်းဒါဝေကတမိုင်းအတန်းလျှောက်သွားပြီးမို့လို့ကျောင်းကိုဆက်လိုက်ပြဖို့အတွက်ကလေးတွေလည်းထဲတာဥဆုပ်တက်ကိုအလိုက်ပါပဲ Ripley ကလူဗီဘာလို့အဖြူရောင်မဖြစ်နေရလဲမေးတော့လူဗီလည်းအဲ့ဒါကသူ့ရဲ့လွတ်လပ်တဲ့ဖောင်လို့ဆိုပါတယ်အရင်တုန်းက Ever တမိုင်းမှာအဲ့လိုလူတယောက်ရှိခဲ့ဘူးအခုတော့သူမတို့ကနောက်ဆုံးစစ်တီတော်မျိုးဆက်ပဲလို့ Ripley ကပြောလိုက်ပါတယ်ကလေးတွေကလည်းလူဗီကိုပါဝိုင်းတောင်းလိုက်ကြပြီးရောပါထွက်သွားကြပါတော့ရဲ့တစ်ဖက်ကစောကလည်း Robin Chopper Bonnie လေးတို့ကိုစာကြည့်တိုက်ပတ်လိုက်ပြပေးနေခဲ့ပါတယ်ဒီစာကြည့်တိုက်ကြီးကသူခက်ခက်တိဆောက်ခဲ့ရတာဖြစ်ပြီးသူတက်တီ scholar တွေအသက်ရှင်ကာကွယ်ခဲ့ကြတဲ့စာပေတွေကိုတန်ဖိုးထားတာကြောင့် Harry တို့ကိုအကူအညီတောင်းက O'Hara ကိုတစ်ခေါက်ထပ်သွားခိုင်းခဲ့လို့ဆိုပါတယ်ဒါပေမဲ့စာအုပ်တွေကတော့ပျက်စီးလို့နီးပါဖြစ်နေပြီဖြစ်လို့သူအရန်စိတ်မကောင်းဖြစ်ခဲ့တာလို့ပြောလိုက်ပါတယ်ခြေတစ်ဖက်ပြက်နေတဲ့စောတယောက်ဇီကွက်စာကြည့်တိုက်တကားကြီးကိုဖွင့်လိုက်ချိန်မှာတော့ Robin လက်ထက်ကရှေးဟောင်းသမိုင်းစာအုပ်ဟာလေရုပ်တရက်ဆိုလို့အကြီးကြီးဖြစ်သွားပါတော့ဒီစာကြည့်တိုက်ထဲကိုရောက်လာတဲ့စာအုပ်မှန်သမျှဟာ Giant Site ကိုပြောင်းလဲသွားတာဖြစ်ပြီးစာကြည့်တိုက်ကြီးဟာလည်းခန္ဓာလွန်လာပါတယ်ဒါဟာမော်ဇီကွက်စာကြည့်တိုက်ဖြစ်ပြီး O'Hara ကျွန်းကသူ့တည်တည် scholar တွေအသက်ရှင်ကာကွယ်ခဲ့ကြတဲ့စာပေတွေစာအုပ်တွေတအုပ်မကြံတလုံးမကြံစောကိုယ်တိုင်လိုက်လံစုဆောင်ရှာဖွေသိမ်းဆည်းထားခဲ့တာပဲဖြစ်ပါတယ် Robin လည်းမျက်ရည်ဝဲလာခဲ့ရပြီးတနည်းအားဖြင့်ဒါဟာ Robin ငယ်ကအမြဲကျင်လည်ခဲ့တဲ့ O'Hara ကစာကြည့်တိုက်ကြီးပါပဲစောကိုယ်တိုင် Robin ကိုဒီကိုခေါ်လာနိုင်မဲ့ဒီလိုနေမျိုးကိုစောင့်ဆိုင်နေခဲ့တာပါဒီအချိန်တစ်ဖက်ကမြေအောက်ကဘာမှာတော့ Loki ကဘိုးစာဆိုသူကိုဆက်တွေ့ခယူနဲ့မင်းပြောပူးတဲ့ကြောက်စရာစမ်းတက်မှုတွေမှာပိတ်မိနေတုံးလားလို့မေးနေခဲ့ပါတယ်တစ်ဖက်ကလည်းအချိန်တွေကြာနေလို့စိတ်နှောက်ယှက်ဖြစ်နေလားမေးနေပြီး Loki ကတော့သူ့မှာတကဘာလုံးကအချိန်တွေအများကြီးရှိပါတယ်လို့ပြန်ပြောနေခဲ့ပါတယ်သူတို့နှစ်ယောက်လူချင်းမတွေ့ဘူးကြားပေမဲ့လို့မိတ်ဆွေတွေဖြစ်လာတာအတော်ကြာပြီဖြစ်ပြီးငါသာမင်းနေရမှာဆိုရင်အဲကလူတွေအကုန်လုံးကိုတယောက်မကြံတက်ဖြတ်ပြလိုက်မှာလို့ဆိုပါတယ်တယောက်တာလွတ်သွားရင်ချက်ချင်းလက်စားဖြတ်ရမယ်မဟုတ်ရင်မင်းကိုလက်စားချဖို့ပြန်လာလိမ့်မယ်လို့အော်ပြောလိုက်တဲ့အခါတစ်ဖက်ကလူကလည်းအဲဒေါသတန်တွေအောက်မှာကျင်နာတဲ့စိတ်လေးတော့သူခံစားမိပါသေးရဲ့လို့ဆိုပါတယ်လိုကီတဲ့ကျင်နာရဲ့ဆိုတာသူ့ကိုစော်ကားနေတယ်လို့မို့လို့ဒေါသပို့ထွက်လာပြီးငါဒီကနေလွတ်လာတဲ့အခါမင်းကိုသင်ခန်းစာကောင်းကောင်းပေးပြမယ်လို့ပြောလိုက်ပါရဲ့ဒီအချိန်တစ်ဖက်ကဘရိုကီတို့အဖွဲတွေကလည်းတောက်စားပျော်ပါနေခဲ့ကြပြီးမနီးမဝေးကအစာအိုးပြက်ကြီးတစ်ခုထဲမှာတော့ Abbas ပေါ်တယ်ကြီးတစ်ခုပေါ်လာခဲ့ပါရဲ့အထဲကနေလည်းထူးဆန်းတဲ့လူနှစ်ဦးကရောက်ရှိလို့လာခဲ့ပါရဲ့ဒါလေးကတော့